ယောက်ျားလေးဆိုတာမို့နော်မိန်းကလေးတွေကအပေါ်နှခမ်းအောင်နှခမ်းအောင်ဆိုတဲ့ကောင်ကြီးဒါမတုံးနဲ့ဒီလားလာတတ်သွားမေးဆရာရဲ့အပေါ်နှခမ်းနဲ့အောက်နှခမ်းအဒီအပေါ်နှခမ်းနဲ့အောက်နှခမ်းကိုပြောတာနေမှာပေါ့ငါသိတယ်လက်ဆက်တော့ဒီသွားခမရသွားအောင်ဟမ်ခမရကိုသွားမှမသိသူများသွားမှမသိကျုပ်ဆိုင်ကိုပြတ်တလာလာရှာတယ်ဟမ်ဘယ်ကျုပ်ဆိုင်ဘာနဲ့တိုင်ပါ FD ဘလူးသားနဲ့ထုံးမယ်မြေလံပြစ်မယ်တော်တော်ပြတ်တလာရှာတယ်သွားဟမ်ချီသွားဖီဟာဖီအဖေသားတွေကိုခင်နိုင်ရပတ်စံကျဲလာတဲ့ဟာဟဲ့ဘာလို့ငါပတ်စံနေဟေးကောင်နေငါပတ်စံလို့လူကြဘယ်ဘာလို့လဲဟိုမဟုတ်ဘူးတွေ့လေရေမင်းကိုဆိုင်ကောင်းကောင်းလေးမှာစားစီခြင်းလို့အခုဒီဆိုင်ရည်မဟုတ်ရနာမည်အကြီးဆုံးပဲအထက်80ရောဘယ်လောက်တာနှစ်ထပ်လောက်ရှိတာ83တက်လောက်ရှိ83တက်ယူရီးယားမှာဘန်ကောက်မှာ Bio City တောင်မှာကွာအထက်80အထက်90ဒီကောင်83တက်ဆိုခုနှစ်ထပ်ပဲလူပြောတာလေဘန်ကောက်ကိုမိဖို့ဟုတ်တယ်အရှိကိုလာထွက်တယ်မကြဟာအဲ့ကောင်အေးတာကွာကားထဲမှာအခုခဏနာအောင်နော်ကျွန်တော်ရှေ့မှာတဆင်းတက်တာနော်အော်တဆင်းမပါသေးဘူးမပါသေးဘူးခဏနာအောင်နော်ဟုတ်ကဲ့ကဲဟောနေဟိုရှုံးမင်္ဂလာပါရောက်နေရှေ့စင်းလေးရတယ်နော်တော်တော်ရောက်နေပြီလားကြာပြီစော်ယူရနော်ဟုတ်တယ်မြဲသေးတယ်ဘာလို့စော်ယူအောင်နော်ဟောသူတို့စော်ယူကိုထားတဲ့ကိစ္စစော်ယူမလားဟောမြဲသေးတယ်စော်ယူအောင်နေတော့နေအေးရခုံးမေးအေးဒါကားမှာအေးကွန်ဒါအေးတော့ချမ်းတော့ချမ်းဟာဟုတ်လေဒီခုံလေးပဲလားဒါမျိုးခုံနေကောင်းနေအေးတို့မီလို့ရတယ်ဒါမျိုးမဝယ်ဘူးလားကားပေါ်တင်ရတာခက်လို့ဩအေးပါမင်းကားလေးလည်းသေးတာဟုတ်ဒီကောင်လေးဆိုဘယ်လောက်ရှိလဲ3500လောက်ရှိမှာနော်ဒီကောင်ဘယ်လို3000ရမှာ3500လေဘယ်လိုရမလဲဟုတ်လို့ဩမဟုတ်လေကြိုက်တာယူ9000ဆိုင်ပါလေအဲကြိုက်တာယူ9000တော့မှ9000လေအဲ့ဒါကို3500ဩအေးဟုတ်တော့6000ပေးရ6000 6000ဩ6000တော့အေးပေးရမှာပေါ့ဒီကောင်တော့3သိန်းခွဲလောက်ဖြစ်နေပြီဆိုတော့လေအေးပေါ့ရှင်းပါအေးပေါ့ဟုတ်ပါလေမင်းကားနဲ့ခုံနဲ့ကြောက်လဲဒီလိုနဲ့ဘလို့မှမဆန့်တော့ဘူးလေဒီကောင်ကြီးမလဲသေးဘူးလားမင်းကြာပြီနော်ဒီကောင်အော်တိုစီလေးမလားတောင်းလို့စီးတာဟောတောင်းတော်ရင်ဘလို့စီလို့ခေါ်မှလဲခါနာမှာပေါ့ဟောအဲ့ဒါကိုပြောတာပေါ့ကားကိုမာလို့စီးတာဩကားမာလို့အကျန်းတော့ဟဲ့ကောင်လေဖူးဖူးနင်းအင်ကြီးကဟိုရှစ်ကားကိုကားလောက်ရှိနော်မဝယ်သေးဘူးလားအစ်စ်ဟာဒါအစ်စ်ပါဒီချာလည်းမကြည့်ပဲနဲ့ဟုတ်လားငါအရင်ကားတော့တွေ့နေလားလို့ဟိုသူများတွေကလိုက်ဝေးရင်းနေဘာတော့ဟိုဘယ်င်းနာမဟုတ်ဘူးလေသူဝစားဆိုတာလဲရမလေဇက်ကားနဲ့လိုက်ရောညီတို့ဆိုကျွန်တော်ကြည့်နေတာရောက်တဲ့ကောခုံကိုကြွားလိုက်ဝစားကိုကြွားလိုက်ကြွားမဟုတ်ဘူးအဲအကွန်အေးတယ်ဆိုတာကြွားလိုက်ကျွန်တော်ဒီကားပဲစီးစီးဘယ်ကားပဲစီးစီးလေအခုနဲ့ပါဆိုင်ဟုတ်ပါဘူးငါစေတနာနဲ့ပြောတာပါဒီကောင်တို့ကမင်းအကျန်းပူခံတယ်လေကြိုက်တဲ့ပြန်သွားကွာတောရီတောင်းနေအန်ဒီလည်း safety လန်ကူစားတော့ကောင်းတာပေါ့ဒီကောင်လေးဘယ်လောက်မင်းကောင်းလေး250လားမင်းဝယ်ရရင်ဝယ်ပေးသမှာမဟုတ်လေအရင်တော့250ပဲမဟုတ်လားဘယ်လို250ရမှာလားအခု600ကျော်သွားပြီဟုတ်လားအေးဘော600ကျော်မှာပေါ့လန်ကူစားဆိုရင်ငါတော့1200 1300လောက်ပြရတာဆိုဟောတာယာတွေမလဲသေးဘူးတာယာတွေခီးသွားအန်နေများနော်တာယာလေဒီအသက်အန်နေကိုနော်ပတ်စံမဆောင်ရှောင်းနိုင်ဘူးလဲပြီးသွားပြီဟိုရက်ကမှဟုတ်လားဟုတ်တယ်လဲတာလေတိတ်ပန်းနေမှရှိဘူးအဟောင်းလဲတာတင်ဟလားဟုတ်တယ်စကန်းဝင်လဲတာအစ်စ်မလဲနိုင်ဘူးဩအစ်စ်လဲရောအန်နေများတယ်မင်းဒီကောင်လေးဆိုတာယာတစ်လုံးဘယ်လောက်ပေးရတစ်လုံး3သိန်းခွန်း2သိန်းလောက်ရှိ3သိန်းခွန်း2သိန်းဟာအေးစီရတော်တော်နော်မင်းတာယာ4လုံးစလုံးကငါတာယာလုံးမှုတော့မရှိဘူးပြင်ကိုတာယာကျတော့တစ်လုံး6သိန်းခွန်း9သိန်းလောက်ပေးရရင်4လုံးလုံးတစ်ပြိုင်နဲ့လဲတာကိုဆိုလဲလိုက်ရင်ဟွာလောက်ကြာစိတ်လောက်ကြာပေါ့စိတ်ဝင်ကျင်ပေါ့အဲ့တာဒီလိုအေးလေမင်းလေးလုံးလဲစိတ်30ကြာတယ်လို့အဲ့ဒါခုကမတော့ရကိုကလည်းနဲ့ကိုကဟိုပါပြီးတဲ့ထိုင်တာခေါ်ခိုင်းလို့ရရမှာလားဟုတ်ဟောရအောင်
ဒီမလေးနဲ့လဲလာအောင်တော့ညစ်ပတ်နေ လဲမလဲဗျာကျွန်တော်လုပ်ဗျာ မင်းကလည်းစိတ်ဆိုးငါစေတနာနဲ့ပြောတာ စိတ်ဆိုးတာမဟုတ်ဘူး အေးလေ ရောက်တယ်ကွာ ငါနှခဏပြန်ဒီကောင်ဒီကောင်ငါသိတယ်ဟက်တီရှော့ဟုတ်တယ်မလားဟောအဲ့ဒါယောက်ျားလေးဆိုတာမို့နော်မိန်းကလေးတွေကအပေါ်နှခမ်းအောင်နှခမ်းဆိုးတဲ့ကောင်ကြီးဒါမတုံးနဲ့ဒီလားလာတော့မေး ဘလို့မင်းကလေးအပေါ်တက်ခန်းနေအောင် ဩဆရာရဲ့အပေါ်နှခမ်းနဲ့အောက်နှခမ်းအဒီအပေါ်နှခမ်းနဲ့အောက်နှခမ်းကိုပြောတာနေမှာပေါ့ ငါသိတယ်ငါတော့ပဲတွေးနေတာ ပြီးလား ကျွန်တော်အတန်းဖမ်းမှာရိုက်မဲ့ရအောင်ပဲမှာယူရဒီနားလာတိုင်း မဆက်ဆန်းနေတာကဲတော့ တန်းဆန်းဟိုနားသွားစမ်းပါသူလည်းစူးနေတော့အကောင်သူပြောမှတတိကိုမတည်တော့သွား ကဲအခုဆင်းရမှာကွာစုမြတ်နဲ့ဒီနေ့ကတငယ်ချင်းနေနော်ပူပူနဲ့စုမြတ်နဲ့တငယ်ချင်းနေမင်းနဲ့စုမြတ်နဲ့အရင်ကြိုက်တာနော်အရင်ကြိုက်တယ်အရင်ကြိုက်ရတဲ့ခါမှာပြီးတော့မင်းကပူပူကထပ်ပြီးတော့မင်းကထပ်ကြောက်ပြီးတော့ပူပူကထပ်ကြိုက်ထပ်ကြိုက်တဲ့အခါမှာစုမြတ်ကဝင်လာပြီးတော့ကွာမင်းကိုရိုက်မယ်သူကလည်းရိုက်မယ်အဲ့ဒါကိုငါလိုချင်တာဟာသားပလော့လေးလိုချင်တာမင်းလည်းလိုချင်တော့ပဲကွာနားနေတာဟုတ်တယ်မလားနော်အဲ့ပုံစံလေးကိုလုပ်ချင်တယ်ကဲကင်မရာ ready အတန် ready လိုက်ရင် okay ကဲရိုက်မယ်စုမြတ်ခုနားကိုသွားနော်ခုနားဆိုတပေါင်းလွတ်တယ်အေးအဲ့ရနေဝင်ညီအဲ့ရကဲအားလုံးပဲရိုက်မယ် audio camera 5 4 3 2 1 action အော်ညီဟာတာဘလို့လိုချင်မှာဆိုညီကတော်ကြီးတလုံးမပြောဘူးအဲ့လိုဆွေးရနေတော့ဘယ်လိုနေမှာတွားရည်ရမှာလဲငါစိတ်ညစ်ပါတော့ကွာကိုလေးကြွားအေးအရှာကိုမရှိတယ် အေးတော်လာကြီး ဗျာ ရေလောင်း ထိုင်မှာကွာကျွန်တော်ဒီမှာအေးသေးထိုင်နေလို့ ဩလာပါမင်းငါအေးတိုက်ချင်လို့ဒီမှာအေးဝယ်လာတာငါတပည့်တော့မတိုက်ဘူးနော်လာကြီးလားရန်ကောင်းတယ်လာကြီးလားမင်းရလေကွာငါမင်းနဲ့စကားပြောချင်လို့ပါဟာဟိုင်ဘယ်သူမှအောင်တိုက်တာမဟုတ်တော့မင်းမလို့လာနေမှာတောင်းတယ် မတော့တော့ဘူးကျွန်တော်ဟိုဘက်သွားမလားလို့ တောက်ပါ မတော့ချင်လို့ပါဆို ကဲတောက်ပါငါညီကိုယ့်ကိုလည်းဝယ်တောက်နိုင်တယ်မဟုတ်ဘဲနဲ့ အော်လောက်တယ်မတော့တော့ဘူးဗျာမတော့ဘူး စတာမင်းကလည်းဘာဖြစ်နေညီကိုချင်းအဲ့မင်းအဲ့လိုစိတ်ဆိုးဆိုးသွားတော့ငါသဘောကျလား စိတ်ဆိုးတာမဟုတ်ရောက်တယ်ကွာအကန်နေပဲအဲ့ကြောင့်ကျွန်တော်ခင်ဗျားမရှိတဲ့နေအောင်ကျွန်တော်သွားထိုင်မလို့ ဟောမင်းကလည်းညီကိုချင်းကိုခင်ဗျားလည်းကြိုးတွေလုံနေသားမှာနဲ့ကဲတောက်နော်ပတ်စံရှင်းရအောင်မယ် အော်တောက်မှတော့ပတ်စံရှင်းရမှာပေါ့ကျွန်တော်ရှင်းရမှာလား ငါပတ်စံရှင်းအောင်မယ်လို့ပြောတာမင်းကလည်းငါပြောတဲ့စကားလုံးရဲ့အဓိပ္ပာယ်နဲ့အတန်တို့နဲ့လွဲနေရကွာဒီပတ်စံကြီးလားဟိုပတ်စံကြီးအကြီးတစ်လုံးရောရှင်းနော်အဲ့ဒါမှ15သိန်းခွဲထက်တာဟုတ်တယ်မလားဖေအောင်ဒီဘန်းငွေညီလေးဒီမှာမေးချင်ဒီဆိုင်မှာဘန်းငွေနဲ့ရှင်းလို့ရလားလို့ ဘလို့ရှင်းလို့ရမှာတော့လို့ ဟုတ်ဘန်ကောက်သွားသုံးဖို့ထည့်တာလေဘန်ကောက်လည်းခဏခဏသွားနေချင်းပြန်ခဏခဏသွားတာဒါဘန်းငွေတွေဘန်းငွေဒါ1000တာလေညီအဲ့ဒါ1000တာဘန်းငွေ1000တာနော်အဲ့ဒါပဲညီလေးဒီမှာဗမာငွေရလည်းအပြည့်ဟိုအဲ့15သိန်းခွဲဟိုအိတ်ထဲမှာလားဟလားအိတ်ကြီးထဲမှာနော်အေးမင်းပြန်ကြမဟုတ်3သိန်းယူလိုက်သလားမှန်ပါဒါအသေးသုံးပေါ့ဒါလေးအသေးသုံးပေါ့ကွာတော်လည်းချင်းငါမင်းကိုကြီးနေသလားမင်းရှူတင်မှာပတ်စံနေပါလေတိတ်သုံးတာမတွေ့ဘူးဗါတယ်မင်းမအကုန်ပြန်အဲ့တာလားလား ဟောအကုန်ပေးလိုက်တော့ဗျာမနေ့ကကျရင်ရှူတင်လိုင်းပတ်စံ1000ပေးအဲ့ဒါတော့တာပဲ ဒုက္ခပဲသေစိတ်နေစိတ်တော့ထားပါကွာနော် ဘလို့သေးသေးနေစေကုန်လို့ ဟုတ်လေကိုတို့လိုမဲသုံးဖို့ဆွဲဖို့တော့ထားလို့ပတ်စံ1000နဲ့ အကုန်လုံးပြန်အဲ့ဒါသူ့မှာရှိတယ်လေကျွန်တော်ယောဂဖြစ်တဲ့သူကူးလေးမှာကျွန်တော်လည်းသူ အဲ့လိုတော့လည်းမဟုတ်ဘူးမိမဆိုတာမင်းလည်းမိမပေးငွေဟိုရှစ်နေပေးငွေစက်တော့ရေနောင်ရွှေကြပြန်မရဆိုတယ်လို့မိမပေးတယ်အဲ့တိုင်းပဲပြန်မရတော့ဘူးငါတို့ဆိုလို့ရှိရင်သူ့ဈေးဖို့ပေးလိုက်တော့ကွာဈေးဖို့ပေးတယ်ပြီးရင်သူတို့ကလေးချောင်းစိတ်ပါညာအကုန်ပေးပြီးသွားရင်ပတ်စံငါပဲသိမ့်လိုက်တာဆိုအကုန်ပေးရင်အကုန်ယူရတာနေကနောင်ရွှေကြပြန်မရညီလေးကိုကျမကြီးတို့ပါညာကြိုးပြီးစုဆောင်းထားမလဲမိဘတွေပါပေးခြင်းတော့ပါဆိုဟုတ်တယ်မလားမင်းလည်းမိဘမဲဆိုတော့ပြဿနာမရှိပါဘူး ကျွန်တော်တော့ တောက်ညီလေးငါမင်းကိုစေတနာနဲ့ပြောနေတာစေတနာနဲ့ပြောနေတာနော် ပတ်စံတော်များ
များတယ်ဒီကောင်မ15သိန်းခွဲသက်သက်ပေးလိုက်ပြီးတော့မဘိုး3သိန်းပေးလိုက်အောင်မလေးအဲ့ဒါငါပတ်ဆိုင်အဲ့ပတ်ဆိုင်ကြီးပဲနော်8သိန်းခွဲလားမသိဘူးပေးရတယ်အဲ့ပတ်ဆိုင် တော့စုပ်ပြတ်တဲ့နေတဲ့ပတ်စံရှင်းသိမ်းခွဲပေးရတယ် အဲ့လောက်ဈေးကြီးလို့ငါအခုစုတ်တက်ထိကိုင်းနေတာသိလားပတ်ဆိုင်ဆိုတာဟောင်းလေကောင်းလေတန်ဖိုးကြီးလေနားမလဲပဲနဲ့ ဘာတီလဲနင်းတော့ အများကြီးပဲကြည့်လိုက်မြင်မှုအောင်ကြည့်လိုက်မြင်မှုအောင်ကြည့်လိုက်ပတ်ဆိုင်နေငါ ကဲအဖေသားတွေကိုခင်လိုက်ရပတ်စံကျဲလာတဲ့ ဟာဟဲ့ဘာလို့ငါပတ်ဆိုင်နေဟေးကောင်းနေငါပတ်ဆိုင်လေ လူကြ ဘယ်လဲလူဘာလို့လဲ မမေလာ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  ကျမပါလေ အောင်ပြပါလေအေးမမေလာအခုယူလိုက်အပိုင်ယူလိုက်โอเคရပြီလားအေးဒါပဲရတယ်လေအဲ့ဒါဆိုလေအဲ့ရကျွန်တော်တတ်မှတ်ထားလိုက်မယ်အမโอเคဟုတ်တယ်အဲ့ဒါပြီးတော့ကျွန်တော်အဲ့ကိုတန်းကူးလိုက်မယ်လေကျွန်တော်မပြန်တော့ဘူးအဝတ်စားလက်တစ်ခါတည်းထည့်ထားခဲ့လိုက်တော့ပေါ့အမပကံပါပဲနော်ဟုတ်ကဲ့ပါပြီးအဲ့ဆိုဟာโอเคပါအဲ့ဆိုလည်းမတ်လိုက်ပါလားဟုတ်တယ် မလာထိုင်ဟလား ဟုတ်တယ် ထိပဲဟာတော့ပူလဲကွာနော်မင်းလဲကွာငါကြည့်နေထီးလေးပါလေစောင်းပါကွာထီးမစောင်းမနဲ့ရှောက်တာသပင်းလေးပြောင်းကုန်မယ် ဘာဆိုင်လဲလို့ဒီမစောင်းတဲ့သပင်းပြောင်းနေဘာဆိုင်လဲ ရန်ပူတော့သပင်းလေးကျွတ်မယ်လို့စေတနာနဲ့ပြောတာပါမင်းငါလိုတယောက်တော့နောက်ကထီးမိုးခေါ်လိုက်ပါလား ကိုတော့မနဲ့ရှာစားနေရကိစ္စဒီပေကတော့သူ့ကိုပေးနေတော့ကိုဘယ်လိုသွားလောက် ဩကိုမစားနဲ့ဘာသူ့ပြေးပါ ကိုမစားပဲတော့သူ့တော့ရှာပေးရမှာလေ ခါစားတာပါငါတော့မစားပဲသူ့ကိုငါလား အေးကိုငါရိုက်တော့မှလည်းမခေါ်တယ် ဩခဏနေညီလေးကျုံတော့လိုသေးတယ်ငါကမန်နေဂျာမေးပြီးသွားကိုတို့လည်းကိုကလေးကိုနှစ်စင်းကြံသေးတယ်မပါသေးဘူးတဲ့ဒါလေးပြောချင်တယ်မင်းကလည်းဘာဖြစ်နေ ကိုတနည်းကလည်းပတ်စံနေကျဲတာခင်ဗျာမမဘူးတော့ ဟောမင်း အကြီးရတယ်အခုလည်းပြင်ငါတဲ့ကိစ္စကိုကန်းနိုင်ငါပါလား ပတ်စံကျဲတာတော့ကတော့ငါရင်းတော့မခေါ်ဘူးမင်းကလည်း ရှင်းတာမခုံတာသူကျတော့ဝင်လူနေပြီတော့ ဟောငါအပျော်ပါကလေးဒီတိုင်းတော့မဘိုးပေးနေရတယ်၄၅သိန်း အပြောကျတော့ကျုံအယူကြီးတက်တယ်ပဲဝင်လူနေအဲ့ဒါအပြောလား သူတို့ပြောတော့ငါပါလူတယ်ပေါ့ကွာအဲ့လိုလေးဖြစ်တော့ဒီပစ္စလောမင်းဘာဖြစ်မှလဲရင်းတော့မခေါ်ဘူး ရှင်းတာမခုံတာရင်တိတ်တိတ်ဟုတ်တယ်မလား ဟာဒီကကြီးမှာကွာကိဘဘုံကြီးကိုင်းနေတော့လားဒုက္ခပဲမတကိဘတဲ့ကွာတော်တယ်ဖြစ်ပြီဟမ် အတန်ကျဲအောင်လို့ဗျာဖုန်းလိုက်မကြားမှာဆို ဩဒုက္ခမင်းအဲ့ဒါကြီးတစ်တော့ဘယ်လိုဆော့လို့ရမှာလဲ ကျွန်တော်တက်တော့မှမစော့တာ ဟိုမဆော့ပဲနဲ့လေဖိတ်နေတော့ကိုင်းမို့ကွာကိုကတရုပ်ဆောင်တယောက်ဟုတ်တယ်မလားဘာညာမကြီးအိုင်ဖုန်း15ပြီးခဲ့တဲ့နေ့ကတကြံတော့ရေလုံးဝမစို့ဘူး 15ဒီနေ့မှထွက်တာလေ ပြီးခဲ့တဲ့နေ့ကအေးပြီးခဲ့တဲ့နေ့က14တွေကရေစားမစို့တော့ဘူးဒီကောင်ကရေစိမ့်ခဏနော်ရေစိမ့်ခဏဟာမင်းဟိုနေ့ကတော့ဟုတ်ကဲ့လီလီနော်ဗါကြိုက်ကြီးတော့ငိုးနေတာဖုံးပြုတ်ကြပါ တန်ကြီးတဲ့ဘာကိစ္စငုံတာ မဟုတ်ဒီကုန်းခတ်လိုက်တာရှူတင်ပါလေကုန်းခတ်လိုက်တော့ဇွတ်ဆိုဖုံးပြုတ်ကြသွားတာအဲ့ဒါငါမျက်နှာတက်လက်တက်ပြီးတော့မေ့သွားရောဘာလို့ကြာမယ်နော်2ရက်လောက်ကြာမယ်တဲ့အဲ့ဒီတော့မှသတိရပြီးငါသွားပြန်ပြီဘာမှမဖြစ်ဘူးနော် ဒီဘုံက အေးမင်းကတော့ဘလို့ရေဆိုခံပါလေဒီကောင်ရေထဲမှာကြာသွားတယ်တွန်း 2ရက်လောက်ခံ water resistant 2ရက်လောက်ကိုခံလိုက် လေမေ့နော်ဒီကောင်ပြီးတော့မှဟာတဲ့ဆရာဖုန်းရောအေးဟုတ်သားပဲငါဟိုနေ့ကရေတိုက်ကလေးမှကြာခဲ့တာမျက်နှာလေးတစ်ဆက်တည်းမေ့သွားတာအဲ့မှာ2ရက်တော့ကြာနော်2ရက်လောက်ရှိပြီ2နီးပါပေါ့ ကျွန်တော်ဖုန်းလည်းရေးစိမ်ခံတာပဲ ဘယ်ရမလားနဲ့ကိဘဘုံဘလို့ရေစိမ်ခံမလဲမင်း ရေးစိမ်ခံတယ်စမ်းပြီးသွားပြီခင်ဗျာကျွန်တော်ပြောရင်ယုံမှာမဟုတ် မင်း ဘူး ကလည်းဘသူရေစိမ်ပူခံလဲကဲပြော အော်ကျွန်တော်ဖုန်းရေးစိမ်ခံတယ်လို့ခင်ဗျာဘုန်းတကယ်ရေးစိမ်ခံတာလား ဟုတ်ကဲ့မင်းကလောင်းမလားကဲ ကဲလောက်အကြပေး ဟာလေလို့ ပြေးပြေးရှိ ဟုတ်ပြီ အမှန်ကြီး လို့ဘာဖြစ်လဲမလေးရေစိမ်ဘလောက်ခံလဲကြည့်လိုက်အဲ့မှာမင်းကလေဟာဘာလို့ဟာဘောက်တာလေမင်း ဘယ်ဖုန်းကရေးစိမ်ခံလဲဆိုတော့နောက်တစ်ပတ်နေလာပြန်ကြည့်မယ် မင်းကွာကောင်းပြီကြွားနေတာဦးဒီတရောင်းသားနဲ့မတူတဲ့တရောင်းသားမလည်းတရောင်းသား ကဲအားလုံးချမယ်နော်ရိုင်းမယ်5 4 3 2 1 action အော်ကဲအော်မင်းမပေါလေကွာမင်းဘုံမပေါတော့မပေါလေဒါဘီကြီးရိုက်နေတာကွာမင်းလည်းတော့မင်းဟောပေါ့တော့ ဆရာလည်းဖမ်းလို့လည်းဖမ်းရသေးတယ် အော်ကဲပြန်မယ်5 4 3 2 1 action ရှောက်မယ်ကောင်းပြီโอเคကောင်းပြီကောင်းပြီကောင်းတယ်ဗျာအဲ့ဒါလိုချင်တာကဲအားလုံးပဲကျွေးစားမယ်နော်ကျွေးစားပြီးပြန်ရမယ်နော်ကျွေးစားနားကြမယ်အားလုံးကျွေးစားနားကြမယ်ဆက်ဝဲကျွေးစားနားမယ်အားလုံးအင်းစက်တော့ပါရဲ့အဲ့ရကမ်းအဲ့ဝင်ရဲ့ကောကွယ်ဆိုလေခုံကလေးလေးလား
အော်ကောင်းစီတယ်ဗာကိစ္စလေးရ ငါလည်းမင်းခုံနေလို့ကြားတယ်ကမလေးဝယ်ကိုခေါင်းကအမေရိကတော့ခေါ်မေးကြတယ်အမေရိကမှာဘုံလုံးတော့အတူကမိုးခိုင်းနေတယ်လို့တော့တော့ငါ့မရှိပါနဲ့ အော်ကတော့ဗာကိစ္စရှင်ရ ဒီရှိန်နေလို့ညီလေးအဲ့ကောင်အဲ့လိုပြောလိုက်စိတ်ဆိုးဆိုးက ဒီလိုမဟုတ်ပါဘူးကျွန်တော်ဘာမှအေးသေးလေးထိုင်နေလို့ဒီမှာ လာ လာ ပါလေဒီရတယ်ဒီလားကွာငါတို့ YouTube ကဟိုတော့ဒေါ်လာ400ကျော်တော့ပြန်နေဒေါ်လာ400ကျော်ဆိုတော့မေကတော့အဲ့ကောင်300လေဒီလားဒီရှိနေဆိုရမလား ဆွေးရတော့မဟုတ်လေညကြီးစီက8နာရီတိုင်းချိန်ကြလိုက်ပြီ ရှင်းလာဆိုအဲ့ဒါကြောင့်ငါလည်းရှင်းလာရောက်တာလေရှင်းလာမထိုးခင်9မိနစ်တော့မှရောက်နေငါပန်းချောင်းပေါင်းကမှစောင့်နေမဝင်ဘူးလေဟိုမှာရှင်းလာကွက်တီမှာဝင်လာတာရှင်းလာကွက်တီမှာဝင်လာတာ ဒီချက်လည်းပြန်ကြည့်17နာရီကို တေရောမင်းငါလုံးပြီးတော့မယ်အမေရိကတော့နိုင်ကွာအဲ့ဆန်တော်ကြီးနဲ့ဥစ္စာကိုမှားပြီးတော့ပတ်ပြီးတယ်ဒါကြီးအလုံး60ကျော်ရှိတာကွာအမေရိကဆန်တော်ကြီးစင်ကာပူဆန်တော်ကြီးချိုင်းနီဆန်တော်ကြီးအခုပါလေမြန်မာဆန်တော်ကြီးနဲ့နိုင်လို့လို့အဲ့ဆရာဟိုဆရာတကယ်အောင်ကုန်တကယ်အမီရတယ်ပဲ တကအပြုံးပြပတ်ထားသေးတယ် မဟုတ်ဘုံဘယ်ချတာအများတော့အဲ့လိုဖြစ်သွားတာကြားတယ်ဒါတကယ်ရှိတဲ့နိုင်အများကြီးပဲရှိတယ်ဟုတ်လေဒီကနကမစုံဘူးဟုတ်မကြိုက်ဟိုနားနေလားလုံးရှိဟာ အဲ့တော့ ဟုတ်ရိုက်ပြီလား ပြီးပါပြီ ဘယ်နှစင်းရှိပါလဲ နှစ်စင်းဖြစ်သွားပြီ နှစ်စင်းတော့ဖြစ်သွားနှစ်စင်းတော့ဒီဘက်ဆုံးနေပဲလားမင်းအပြီးရတဲ့ကောင်လည်းအဲ့ဘက်ဆုံးမှာနော် လာတယ်မီခုမှဝယ်လာတာပါဒါတီကိုအင်းအစ်စ်ပါ လိုက်မပရင်းသားလည်းမှာနဲ့သူ့လူကသဘောတူကတစုံအောင်ဗျာ3ခါလောက်တော့ဝင့်လဲဝင့်မှာပေါ့ ဘယ်လားနှစ်ကားနဲ့ရှိ ဒီတူလားနကားတယ်တွေ့လားဟုတ်လားတွေ့လားမင်းကလည်းသိကကြတယ် ငါတို့ဒီအင်ကြီးပဲလာပြောနေတာလေ ဟိုဘူးလေဟိုတတိအတိလည်းဝှစေချင်လို့ပါဟာကြောက်ဒီကနကားလို့မင်းကမဆုံးတာလေ ဟုတ်တယ်ကျွန်တော်ပွဲသွားနေတာ ဟောကိုင်းငါမလို့ရှိဘူးလား ဟောပွဲသွားတော့ဗာကိစ္စကြိုက်မှာငါတယ်မရိုက်တာပွဲသွားနေလို့ ဟောကိုင်းရိုက်မှာပေါ့ကွာငါလို့မရိုက်တော့အားတော့မင်း ဒီဗျာမခေါ်တာဗျာ နကားစားလားကြောက်မင်းကမဆုံးတော့ပြီးရဲ့ကားလေးပေါ့ငါတော့ခေါင်းဆောင်မလာပြင်လာရောဒီလား ဒီမှာပြင်လာတယ်ဗျာ ကုမ္ပဏီကပေါ့ကုမ္ပဏီကအခုနောက်ပိုင်းတအားလိုက်လာပြီငါ့ကိုဟောမင်းသားတင်တာကွာအဲ့ကားပါလေအဲ့တော့ထူးစက်နေစားအဲ့ကားမှာပြုတ်တော်နေအများကြီးပါနေတိုးကငါအဖေနေရကွာ မဖြစ်တယ် နေတိုးကငါအဖေနေပါ ဦးနေတော့အိုးအဖေနေရ ဟုတ်တယ်နည်းနည်းတော့အိုသွားတာနော်နည်းနည်းအိုသွားကြော်ဘူးကငါအဖေရဲ့တငယ်ချင်းဆိုတော့ငါဦးလေးလိုပဲပေါ့အဲ့ကားထဲမှာ ကြည့်ကြ ဟုတ်တယ် ဦးလေးနေရ ဟုတ်တယ်ဟာဒုက္ခငါအဲ့ကားမှာတော်ချိုးနေတယ်ဓာတ်ပုံကြောင့်ပြအောင်မနော် မပြပါနဲ့တော့ထားလိုက်ပါရပါတယ် မင်းသမီးကဝင်းမုံရွှေရဲ့ခွေရဲ့ရွှေမွေကြီးရဲ့3ယောက်ဟောအပြိုင်ဝိုင်းကြိုက်ကြတာပေါ့ ဟုတ်စေးရဲ့ဘယ်လိုကြောက်နေငါဒီလို ပုတ်ဒီ3ယောက်က အပြိုင်ကြိုက်ကြ အပြိုင်ကြိုက်တာ ဟုတ်တယ် အာတော့မယုံလားမသိဘူး ဘာလို့ပြောမှလဲကွာတန်လိုက်ရလို့ပဲဖြစ်တာလေတိုင်တော့ကလူချမ်းကွာအဲ့ကောင်လူချမ်းငါနဲ့ဖိုင်ကြီး တိုင်ရုံကလူတန်းနေရတာဟုတ်တယ်တက်တိကကလေးတွေပါကိုယ် သူကဘာကွာလေကွာသူကလူချမ်းလောက်ဘာဖြစ်လို့လဲ အခုပို့อ่ะ အေးလေငါကုံဝိုင်းပို့ကြတာ အာဒီကကြီးအကြီးမလို့ရှိပါအောင်လား မရှိပါဘူးဘာလို့မရှိရမှာလဲကျုံးရှင်းကိုယ်တိုင်ရိုင်းတာကွာဟောမင်းကလေဟိုကလူပိုင်ကွန်ဆိုတရားပေါ်ကပြက်လျှောက်လေးလောက်တာအခန်းထဲပါတယ်နော် ဒီလောက်ကြီးနိုင်ငံသားတွေထွက်ရိုက်နေတဲ့နင်းနာပိုင်ကောင်က တော်လူတိုင်းထဲမှာအောင်နေတာဘာမှမတော့ငါ့ကိုပဲနေနေမင်းရတယ်ဘင်းအဲ့ကဒါလေအားနာမင်းကဘူးဆမ်းရုပ်ကြရလို့ဘယ်လိုတာပြောဟိုတမရုပ်ကြရလို့ဒီကောင်းနှစ်ယောက်ကားကိုကွာငါ့ကိုငါကိုဝဲရိုက်ခိုင်းတာကွာအဲ့မှာရမ်းမိုက်တယ်ကဒီကားတော့ငါအကင်ကြီးရောနော်ရမ်းတော့ရမ်းမိုက်ငါကိုင်းရစလားလို့ဟောမင်းကလေဇလန်တော့လေအကယ်ဒမီပြေးတော့မှလေမင်းဂုံဒီနဲ့ပြုချင်တော့ကွာအခုမှရောက်လာငါဖျက်ရဲလဲလို့ ကလေးငါလေရမ်းတိုက်တယ်ကျွန်တော်သွားရမယ်နော်မင်းတော့စားတော့မယ် အေးသွားအမလေးတိုက်ပြီးစက်ကလည်းမဖြစ်နေလဲပေါ့ကုန်မသွားဟဲ့လေငါလည်းလိုက်မယ်လေဒီမှာလေးတိုက်နေတယ်ဟာအေးလေးပြမယ်သွားတောင်ထဲမှာဆွဲမယ်အောင်းလည်းမသိဘူးဒါဆိုချင်းလို့လောင်းမလို့နဲ့ခဲလေရ သူတော်လည်းလိုက်သွားမလို့ ထိုင်မှာငါညီအေးမင်းကပြောရစီလို့ဟောမင်းကတော့မင်းကတစ်တင်လို့ငါပြောပြီးမှာ မပြောပါနဲ့ကိုယ့်ကူတာမင်းသားကြိုက်ပါဟို ဟောနည်းပြောလိုက်တော့ပြောလက်ကလေးကိုလို့တင်ပေးလိုက်ပါတင်ပြီးမျက်လုံးအဓိကမျက်လုံးအားမကောင်းလို့မျက်လုံးကြီးနည်းနည်းမေးနေလို့မင်းကဖြစ် ဘာဖြစ်ပြပြီလဲကြာနော်ဘာလို့မဖြစ်ချင်တာလဲဆိုတော့ဟိုကျွန်တော်တို့ငငယ်တုန်းကဗျာအခုဗီဒီယိုကားမှာမင်းသားခေါင်းဆောင်မင်းသား200ကား200လောက်ရိုက်ကြတာအဲ့လေအဲ့ချိန်ကတော့မဖြစ်ခဲ့တဲ့မင်းသားဗျာကျွန်တော်ဘယ်လိုဖြစ်နိုင်မှာတော့ဟုတ်တယ်လား ဖြစ်တယ်အဲ့ကိကမင်းတို့မပေါ်သေးလို့ အတိတယ်လေ အဲ့ဒီကငါသပင်ကောင်းတာဒီအဲ့ဒီမင်းတို့မကျဲဘူးပေါ့ အဲ့ဒါဘာဆိုင်လဲလို့လို့ဘာကောင်းလို့ရလဲ ချင်းလို့စားခင်းရလေအောင်တယ်
ကျွန်တော်နည်းနည်းနောက်ကျတော့ကျွန်တော်ချစ်မာကြီးနဲ့မင်းသားဆိုကျွန်တော် တခဲမရှိဘူးလို့ပြောလိုက်ပါ ကျွန်တော်နောက်ကျတာတောင်းမှမှာကြာကျွန်တော်ကဗာလဲကဘုံမလဲရတယ်ဟုတ်ခမင်းသားထုတ်လိုက်ပြီကိုကလေးရောတွက်လက်ကောခမင်းသားပြီးကျွန်တော်မောက်တင်းတယ်အောင်မယ်အဲ့ဒါပြီးမှကိုကလေးရောဝင်လိုက်ကျွန်တော်မပါသေးဘူးမပါသေးဘူးအဲ့ဒါနေရှင်းလိုက်တော့လည်းမပါသေးဘူးရှင်းလိုက်ကိုတိုင်းခွာတော့ဒုက္ခပါပဲဟုတ်ဘူးလေကိုကလေးမရောက်လို့လေကျွန်တော်ဒီနေ့ရှင်းနေတယ်လဲရတာဗောကျွန်တော်ရောက်နေအိမ်ငန်းကြီးမရောက်ပါဘူးကျွန်တော်တော့အဲ့ဒီနောက်ထွက်သွားတာအခုလည်းကျွန်တော်မတွေ့ဘူးငါမဲထုတ်လိုက်တယ်မဲအဝင်လေးမှာငါပြင်ရလေးပဲလမ်းနေလိုက်တာအဲ့မှာငါတော့ဆော်ရီသွားတာပဲလုံးမရှိကန်ကြီးအိမ်မှာနေပြန်ပြီးပြောရှိတယ်လေသူကကျင်းလိုက်ကျင်းလို့ရောက်တာအေးငါမှစောင့်ရအဲ့ဒါလို့နော်ကျွန်တော်လဲလိုက်မယ်ဒီမဲ့စားမှာလားဒီမဲ့စားမယ်ဒီမဲ့စားပြီးလို့ရှိရင်ကျွန်တော်မောက်ခင်းတယ်ဝင်အဲ့နှစ်ယောက်လုံးအဲ့ရပြီးရောမှရိုက်ဟုတ်ကြအောင်နော်โอเคနော်ဟုတ်ကဲ့ဘာလို့ဒီကလေးလဲဆောနာပြရတယ်ပြောသွားတယ်နော်အရှိမ2ရှင်း3ရှင်းလောက်ကြော်ရိုက်လိုက်တယ်တဲ့ခဏမရောက်လို့နော်အဲ့ဒါကျွန်တော်ဒီဟာဘယ်လိုဟာဆန်းစားစားတော့ဒီမောပေါ်ရမှာအရင်ကောင်းလာတာရှိတယ်ကျွန်မစားကြတော့စားရမှာအဲ့ဆိုင်ဖက်80ကျော်နော်80နဲ့80နဲ့83လောက်ရှိတယ်83လောက်ဓာတ်လီကလည်းဒီလိုဓာတ်လီက6ဆင်းပါကွာမသိလို့မေးခါရထားမြလုံးထိုးပြီးတက်နေတာတို့ဓာတ်လီကားလေးနဲ့ဆိုင်ညီလေးကိုကျွေးကြတာတခါမှမမြင်ဘူးနော်ဒီမော်ဘယ်မှာအဲ့ဆိုင်ရိုက်ခဲ့မမြင်ဘူးလိုက်မင်းလမ်းတော့မလိုက်နဲ့အင်းကြီးကဒီပြေဆုံးမယ်အင်းလေဒါဟိုနေ့ကအမေရိကသွားတော့ကတွေ့လာတာအမေရိကကိုမနေ့ကတနေ့ကသွားအဲ့အင်းကြီးကျွန်တော်တွေ့ပါတယ်စစိုးဆိုင်မှာအများကြီးပါမဟုတ်ဘူးဘရမ်းမတူအကြောင်းတော့တူတာပေါ့မလေးတမ်းပါလဲနော်ကနန်းဝစ်လိုက်ပါဝစ်တော့ဦးကိုနေပြီးဒါချွတ်အဲ့ဝစ်နေရလေတောင်းတော့ငါပေးခဲ့တော့ဒါအမေရိကကငါဟိုနေ့ကသွားတော့ဝင်လာတာရောဝစ်လိုက်ဟေးလိုက်တယ်နော်ဒီမှာအတော်ပဲကျန်တိုင်းထုတ်ထားတယ်ကောအေးဝစ်လိုက်လိုက်အဲ့တော့မလိုက်ဘူးဟောအဲ့ကြောင့်မဝစ်ဘူးလို့သိမလိုက်ဘူးကမလိုက်ဘူးထင်လို့လိုက်တယ်လို့ဝစ်လိုက်ဘူးဘူးဆိုလည်းမဟုတ်ဘူးခုန်နေထားတဲ့ဟိုစစ်တဲ့သုံးတယ်လားဒါခါလေးရဆိုင်တယ်နော်ဟာဖားခဲ့သမားအဲ့အင်းသူရေငယ်တော့အဲ့လိုမလုပ်နဲ့ကျွန်တော်အသက်ရှိတယ်အဲ့ဘူးသူတော့ဝင်လိုက်ဦးလား လိုက်တော့ ဟာကြကြောက်ကြတဲမလန်ငါအင်ကြီးပေးလိုက်တာဒီကောင်အင်ကြီးမပါလာလို့ ပါတယ်လေကျွန်တော်ဟိုမှာဝတ်ထားတာ ငန်းကြီးဒီမင်းဆိုင်တော့မှဆိုတော့ဒီကောင်ကျွေးပါဆိုတော့လိုက်ရလဲပါလား လိုက်တော့ဘူးတော်ပြီကြွားကံပါ ဟာပြိတ္တကြီးမင်္ဂလာပါဒါကိုတက်လိုက်ကျွန်တော်အင်ကြီးပေးလိုက်တာအင်ကြီးပါ ဘာလဲဗျ ပါတယ်လေမင်းအင်ကြီးကဘယ်ငန်းကြီးဖြစ်တယ်လို့ ခင်ဗျပေးတော့ပေးပြီးတော့ခင်ဗျလူရှိမှရှက်လိုက်ခွဲ ဟုတ်ပါဘူး ကျွန်တော်အခုချက်ခွဲနေတယ်ပြိတ္တရှိမှပြီးတော့ ကျွန်တော်မင်းမပါလို့ အကပြောတော့ဒီလိုရင်ကျွန်တော် ကိုတက်လိုက်လက်ကောက်ဒီပြတော့ကျွန်တော်အင်ကြီးနေလားနော်လာရှူတယ်တမင်းလေးပဲကိုကိုအေးကြီးစားရအော်မဟုတ်ဘူးတွေ့လဲရေမင်းကိုဆိုင်ကောင်းကောင်းလေးမှာစားစေချင်လို့အခုဒီဆိုင်ကနေမော့ရနာမည်အကြီးဆုံးပဲအထက်80ရောဘယ်လောက်တနှစ်ထပ်လောက်ရှိတာ83တက်လောက်ရှိ83တက်ယူရီးယားမှာဘန်ကောက်မှာ Bio City တောင်မှာကွာအထက်80အထက်90ဒီကောင်83တက်ဆိုမင်း9ထပ်ပဲလူတော့တာလေဘန်ကောက်ကိုမိဖို့ဟုတ်တယ်မလား အဲ့ဒီမော်ဘီမှာဘယ်လိုဒီအထက်80ကျော်ရှိလို့ ဟောနေရအဓိကမင်းတို့အဲ့နေရစုံအောင်သွားကွာဒေသန္တရဘူးသူရဆိုတိတ်အရေးကြီးတယ်သိလား ဒီမောင်းမှာဆိုင်ဦးမောင်းလိုက်ပါတော့ကျွန်တော်ဘိုက်တော့ မင်းရှင်းပြနေရလေခုဘိုက်စားတယ်မလားအဲ့ရောမင်းဘာစားလဲအကုန်ပြောက်အရန်ကောင်းတာအဲ့ဆိုင်ကတမင်းစားဘူးနော်ဒါနဲ့ဆိုရင်10ခေါက်လောက်ရှိပြီ ဒီမောင်းလိုက်ပါတော့ မောင်းမယ်အဓိကကတော့ကွာမင်းအဲ့ဆိုင်ဘယ်လောက်တာရအဓိက location မိုက်တော့ အော်ကျွန်တော်စားကျင်တာကိုကလည်းပြတ်စိတ်ဆေးရတယ် ကျွေးချင်လို့ခေါ်လာတာလေမင်းကလေမင်းအဲ့လိုမင်းတယောက်လည်းမင်းအဲ့လိုစားနိုင်မလားကဲကိုကမင်းကျွန်တော်ရှူတင်မှာစားမယ်လို့ပြောတော့အခုကလာပြီးတော့ခေါ်ပြီးတော့ ရှင်တယ်မင်းမစားနဲ့ငါညီမင်းမဆိုင်ကောင်းကောင်းလေးကိုကျွေးချင်လို့ပါဆိုမင်းငါစိတ်ဆိုးနေတယ်တို့ကပါ စိတ်ဆိုးလို့ပြောနေမှာဘိုက်စားတယ်လို့ပြော အဲ့ဝန်ထမ်းတွေကဆိုဒီနဲ့စောင့်နေတွေ့လားဒီမှာခဏလေးစောင့်ရောက်ပြီဒီမှာဒါပဲဝန်ထမ်းတွေကထီးနဲ့လာကြိုးနေမင်းအဲ့လိုထီးနဲ့ကြိုးခံဘူးလား မစားဘူးပြန်မယ် အော်ပြန်မင်းလမ်းလျှောက်ပြန်သွား အခုပဲကားထားခဲ့ဆို အေးလေထားရလေအခုထားရငါဆင်းမလားဆင်းလိုက်တော့နော်ကဲထီးနဲ့လာစောင့်နေရတွေ့ရနော်ဝန်ထမ်းတွေအဲ့လိုမင်္ဂလာပါဗျာအေးကြီးလေးမင်္ဂလာပါထီးကကိုမဆောင်နဲ့ကိုမလို့ဟိုအဲ့ဒီကောင်ဆောင်တော့ဒီထီးမပါဘူး ကိုတော့လည်းကြီးလည်းပါတာပဲဆောင်းမရပါဘူးထီးမပါဘူးလား မပေါင်းပါထီးလဲမပါတပည့်လဲပါကိုတပည့်လဲပါထီးလဲပါ ကျွန်တော်ဆွဲတဲ့တပည့်မပါတာတိပြီးသားလေ အဲ့တော့ပြောပြနေတာ တပည့်လေးပါလေမွေးလေ အဲ့ဒါပြောနေတာ နေသမှာ ကဲတော့မယ်အော်ကြီးလေးမင်းဒီဥစ္စာလေးတော့လိုက်လာ
လိုက်တယ် အေးအဲ့ဒါကိုအင်ကြီးကိုပေးလိုက်တာကိုပေးလိုက်ဒီလာခဏမှပေးလိုက်တာ ပုဂ္ဂိုလ်လေကိုကိုဝယ်ဝင်လေရရသားတယ်သူများအင်ဂျင် ဟုတ် ရှော ရှိ က်ဝင်တယ် ဘယ်ကအဟောင်းကြီးနဲ့မလို့ ဟုတ်ကျွန်တော်မှရှိတယ်ကျွန်တော်ကြောင့်ဝင့်မယ် ပေးတယ်တနာလို့ပေးလိုက်တာလို့ဒါကြီးလာလာ အဲ့ပါတယ်ကို ဒီစမကွာမင်းလည်းဘာတွေပြောမှမသိဘူးဆက်တုံးတာမဟုတ်တာစ စတာဟာမင်းလေအေးမင်္ဂလာပါသမီးတို့ ဟုတ်ကဲ့လက်ကြီး မင်္ဂလာပါ ကိုတက်လက်ကြီးဒါဥက္ကဋ္ဌအင်ကြီးသူကအင်ကြီးမပါဘူး ခင်ဗျကျွန်တော်ပါတယ်လေစိုးရခင်ဗျကျွန်တော် မင်းပါတယ်ဘယ်ကအဆုပ်ကြီးလေမင်းလည်းအဲ့ဒါငါပေးဝယ်တနာလို့လာကြီးလာ သွားလိုက်တော့ကြောက်ရကိုတက်လိုက်ဟုတ်ညာလေပါ တက်လက်လာပါလာ လာမယ်လို့ လာလာ ဒါ အေးအင်ကြီးဥက္ကဋ္ဌအင်ကြီး ဟောဘာဖြစ်နေတာလဲမသိဘူး ဟုတ်တယ်မင်းဝတ်ထားလေ စပါစတာကိုတကယ်လုံးလို့ဖြစ် ထိုင်ကြီးလာ ထိုင်မယ်လို့တရားခံခေါ်လာတယ်လို့ခင်ဗျ မင်းစိတ်ဆိုးကြီးပြောင်းအောင်ပါဆိုလို့ထိုင် ပြန်တော့ဒိဗယ်ခင်ဗျကောင်မလေးရလေကျွန်တော်သိ တည်တယ်မင်းမအင်ကြီးမရှိဘူးသူတည် အဲ့လိုပြောနေတာမဟုတ်ဘူးခင်ဗျရှူတယ်မှလည်းဒါအကိုရကလေအခုမလေးနဲ့ပြောကိုပြောမဟုတ် ဘုံယူစင်တာပေါ့ကွာကိုညီတွေကိုကိုချစ်တယ် ကျွန်တော်မဝစ်ဘူးလို့ခင်ဗျကျွန်တော်ဆွဲ ဆွဲ ရ ပါ ပါ နဲ့ညီလေးမင်းလည်း ကန်နာလည်းမသိဘူးတမ်းမလည်းမသိဘူးကျွန်တော်ခင်ဗျဝစ်ဆိုလို့ဝစ်လာ brain တော့ပြလိုက်အဲ့ မင်းမငါဆွဲထိုးပလိုက်မယ် ဟိုဒီလေးကလေကွာ အေးလားဟုတ်လား မင်းနဲ့တော့မလိုက်ဘူး ဒီမလိုက်လို့ကျွန်တော်မဝစ်ဘူးလို့ကျွန်တော်ပြောတယ် မလိုက်မနဲ့ဝေးရမယ် brand ဆိုတော့ဝေးရမယ်ဒါဖြဲတာလေကွာမင်းကလေ မဝစ်ဘူးဗျာ ဟိုမင်းအိတ်ကြည့်တယ်ကောင်းပါကွာဒီလိုပါ ဟာတော်လက်ကြီးဟာဒီဆိုင်မှာအိတ်ချွေးကြဗျာနင်တို့မကောင်းပါဘူးအရန်ပူနေလို့လားကျွန်တော်ဒီဘက် မ က ဟုတ် ဘုံပြ မဟုတ်ဂျာကြီးပန်းကားလေးပဲဖွင့်ရမလို့ဒီကောင်ကဒီလိုဖြစ်ပေါ်နေလို့ဒါကိုအင်ကြီးကိုတမ်းမလေးပဲသူ့လက်ဆောင်ပေးလိုက်တာဒီလိုဝေးလိုက်လို့ အော်ဒီက brand မယ် ရှစ်ပြလို့ကောင်မဝေးရဘူးပြ အော်ကိုတိုင်ခင်ဗျာအိမ်မပါဘူးလားဗျ မပါလာမဟုတ်ပါတယ်ဗျကျွန်တော်ရက်ရက်ကိုစင်းကိုကအစင်းရမ်းမလို့ကျွန်တော်ဘန်းကန်းဝတ်တာတက်ချက်တရတော့မလားကွာ ခင်ဗျာလည်းဗျာရှောက်နေပါနဲ့ခင်ဗျာရဲ့ဖန်မှာခင်ဗျာအမြင်အားပေးနေခင်ဗျာကားလိုက်နဲ့ဘဲငန်းမဝင်နေကြ ကျွန်တော်အဲ့ဒါကျွန်တော်ရဲ့တဘာဝရဝတ်တာလို့ မရှိတာလည်းပါတော့မရှိတာ ဘာမှမရှိတာပါလားလို့ ဟို character အရာမရှိတာလည်းပါတာဗောလို့ စားမယ်တော့ ဟော ဟိုကျွန်တော်ပြောထမင်းစားမယ်လို့ပြောတာအစိုးရရှူတယ်မှစားလိုက်ချွေးတယ် တော့လို့ချွေးလေး မတော့ဘူးအခုမိုင်းကြအောင်မတကား မကြောက်ဘူးဂျာယိုအကုန်မှာထားပြီးတော့ဖုန်းဆိုင် pre order တင်ထားတယ် pre order သိလား မသိဘူးကျွန်တော်ဘိုင်းစားတာပဲသိတယ် pre order ကြိုတင်မှာတာကိုပြောတာကွာဟုတ်တယ်မ အဲ့ဒါတော့ချလိုက် ခြိုက်ချလိုက်တော့ရမ်းစာနေကွာဘိုက်ဆိုင်စိတ်ဆိုးတယ်မြောက်လို့ပဲတော့ ခင်ဗျာခေါ်လာလို့ကျွန်တော်က စာ စားတာ တာငါကြည့်တယ်မြက်လေအိတ် ကဲပါကျွန်တော်အမြန်ဆုံးချပေးမယ်နော် ခြိုက်မှာလာပေါ့ပြောဟာပါလေဟင်းဘွေးပဲ84ဘွေးမှာအာလာ ဘိုး မျိုး တော်တော်လူစားလို့ခင်ဗျာအများကြီးလို့ โอ้မင်းရလေကွာလိုအပ်တယ်လေဒါဆိုင်မှာလာစားဖျဲရမယ်လေမင်းရလေဟာတီဘောမင်းသိမလားတီဘော အာထမင်းစားပါမယ်ဆိုမှဗျာဟိုခေတ်ကိုပြန်ရောက်သွားဗျာကျွန်တော်ဘိုက်ပဲစားတာပါဗျာ တီဘောမင်းလက်ထက်မှာမောင်းမမိတ်တယ်လေအများကြီးပဲမောင်းမတရားကျော်ရှိဟင်းဘွဲတရားကျော်လည်းစားတာမင်းရလေသိမလားဟိုသူ့ဆရာကြီးစစ်ဆရာကြီးဇီဝကလေသိမလား ငါဒုက္ခပဲ ဇီဝကဆိုသူ့အားရှိတဲ့စားတာတွေပဲကြည့်အခုအဲ့လိုပဲမင်းကငါအားရှိတဲ့စားတာတွေကျွတ်တော့မှာမြင်မယ်ဆိုဝယ်စားလိုက်မှာမဟုတ်ဘူးပြန်လိုက်တော့မပြန်နဲ့ပြန်လည်းမကုန်းတော့ဆိုပြန်မှာငါလိုက် ကျွန်တော်ကကုန်းလုံးပြန်တာမစိတ်ချမ်းသာအောင်ခင်ဗျာမြန်မာပြည်ပတ်ပြီးတော့တိတ်ခါချလို့ဖြစ် မဟုတ်ပါဘူးကဲလေလို့စား စားဆိုဘာမှမလာတော့ ရလိုင်းစားလို့ပေးတော့မှာ မတော့ဘူးဗျာအေးတော့လည်းပြီးကျွန်တော်စောက်ပြဿနာရှာအောင် မရှာပါဘူးငါကြီးလေမင်းကငါချစ်လို့အဲ့ကောင်စစ်စိုးစိုးကအဲ့လို ဆိုးပါတယ်ဘာကောလေချစ်လို့ဆိုတာဘာဖြစ် ဒါမင်းကွက်ကိုနေ ဒီစားတယ်ဒီအဝါစား ဒီလေပဲလာမတိုင်းနဲ့ငါသူ့တော့ငါသိပြီးတော့ပြောမရလို့နေနေတာ အဲ့ပါလာအဲ့လာပြလာ သုံးတော့ပါဗျာ အားပါဆွဲလိုက်တော့ကြည့် ပြောပြောတော့84ဘွဲဆို ဟုတ် ဟင်းဘွဲ ဂျိုင်းဒီမလေးချောင်းလေး ဟမ်မဟုတ်လေဒါပဲလေလေးဘွဲပဲလေ ကျွန်တော်မလည်းခင်ဗျားကို84ဘွဲလို့မပြောလိုက်ဘူး ဟာထိတ်ကရှစ်ပါမလားဘူးနောက်ကလေးဘွဲတို့ကျွန်တော်လေးဘွဲပဲလောက်တာ ထိတ်ကရှစ်အာတေယောဟေးကျွန်တော်မားတာမနေ့ကကျွန်တော်ရှစ်လေးကိုအားလိုက်တာဗျာအဲ့ဒါကျွန်တော်ရောသွားတာ ခင်ဗျာကြွားချင်းကစိတ်ကများနေတာပါ ဟုတ် ဗျာ ပါဘူးငါညာရှစ်လေးနဲ့အဲ့ sorry ပြီးတော့ထပ်မအောင်လားဟိုလေးမနေ့ကရှစ်လေးပေါက်တယ်ဒီလားပြီးတော့ရှစ်လေးကို4000ဘူးပေါက်တယ်4000ဘူးဆိုဘယ်လောက်ရ အော်မသိဘူးဗျာမသိဘူးဗျာ မသိလားမင်းဒီလိုဟင်းကောင်းနေစားဘူးမှာတော့မဟုတ်ဘူးစားကြည့်ကောင်းတယ် ဟုတ်တယ်မလားဘူးပြောတော့ခင်ဗျာ ရန်ကောင်းနေစမ်းရန်ကောင်းနော်အဲ့ကြောင့်မင်းကခေါ်လာ စားကြည့်ဘူးလို့ပြောတယ် อืม ဒီနေ့ကမကဘူးနဲ့ဟာ อืมကောင်းလိုက်တာဘာဟင်းညို စနမျိုးခင်းညို စနမျိုးဟင်းညိုတွေ့လားငါပြောမှန်တယ်ခုနကတော့ ဘုံမလည်းမပြောဘူး อืมဟာရဘာပါလဲမိုင်းလားဆက်ပိုင်းပါလားကျွေးသွား ကျွေးသွားပြီ ကျွေးသွားဒါသွားဟာခုနကလည်းမလုပ်ရလေဒါဟာဟင်းညိုထဲမှာကျွေးသွားတဲ့တယ်လား ဟိုကျွန်တော်ဆိုင်ရွှေကားလို့မချက်ပါဘူးဗျာဘယ်ပါလာလဲမသိဘူးဗျာ ဒီလိုစရာကြီးကွာဟမ်
မြောက်ပြော5 star စစ်ဆိုပြောတယ် အဆင်ပြီပါ 5 star စစ်မြန်မာပြည်စားစစ်ဆိုဟာတိုင်းစစ်ဆို ဩအဲ့ဒါအငိမ့်ပွဲတွေဘာဖြစ်နေတာတုံးလို့ ကျွေးသွားပါလား တော့ပါတယ်ဗျာစမမှုဘယ်လိုလုပ်လိုက်ပြန်မလဲမသိဘူးကွာပြဿနာမဟုတ်ပြီပါယူ ကျွေးသွားတော့မလားကွာမင်းပဲပြန်မင်းတမင်းသားရုံးစရာကောင်းလားတော့ FD ကိုသွားတယ်မြောက် FD ကိုသွားတယ်တိုင်ဝမ်ကမြောက်ဆောင်ဘိုးသားတို့မြင်းလမ်းပြမယ်ဗျာ တော့အဲ့ပါတယ်ဗျာကျွန်တော်ခိုင်နေမှာတက်တော့အောင်မယ်ကွယ်ပြပါတို့ဟိုခင်ဗျားစားပြီးသားလေကျွန်တော်တို့ရှင်းလိုက်ပါမယ်ဗျာ ဘယ်တော့မှရှင်းနိုင်လို့မရှင်းနိုင်ဘူးမရှင်းချင်လို့ ဟုတ်ဘူးလေ မရှင်းချင်လို့မဟုတ်ဒိဗယ်မရှိတာသူကျွေးသွားရေးပါတယ်နဲ့ကွာ တော့ပါတော့ကွယ် ဖိုင်စားစစ်ဆိုမြန်မာပြည်သားစစ်ဆိုဟာတိုင်းစစ်ဆိုခင်လိုက်လို့ဖွဲ့စစ် ဩရေးထဲမှာဒီဘွဲကိုကြောညာနေသေးတယ်ကဲမစားရင်လည်းမစားပါနဲ့တော့ဗျာထားခဲ့လေ तू လည်းမယူဘူးလို့ပြောပြ တော့ ပါ မှကျွန်တော်မြည်လိုက်ကွာသူများသွားရေးကွာဒီလိုလေငါអော်လိုက်မှာငါ ဘယ်လိုအတောင်းပါလဲကိုရေဘယ်လိုဆိုင်နေမှာပြတ်မှာဆိုလို့ပါ ရကျွန်တော် ဘယ်လိုတော့လည်းမသိဘူးဗျာ သူတာဝန်ယူထားတယ်ဗျာသူတာဝန်ယူထားတယ်ဒါကိုလုံးဝသူရှင်းလိုက်မယ် ကျွန်တော်ရှင်းလိုက်ပါမယ် ရှူတယ်မှာစားလိုက်မယ် ရှူတယ်မင်းမစားချင်လို့ဒီကိုခေါ်လာလိမ့်မယ်ဒိဗယ်ကြီးလားတင်းကိုတင်းနဲ့ကြည့်ပြီးတော့ကုန်ခံပြီးတော့ပြန်ခေါ်လာ ဟုတ်ပါပြီထားလိုက်ပါတော့မစားချင်သွားလိုက်ပါ ဟို83တက်ဆိုင်ဖုန်းဆက်တာ အော်ကျွန်တော်တောင်းပါပါတယ်ဘယ်ဆိုင်မှမသွားပါနဲ့ရှူတယ်တမင်းလေးပဲပြန်စားပြစီကဲလာပါဗျာ စားဟုတ်ပါရှင်းကွာဖိုက်စားစစ်ဆိုခင်ဗျာ ဟုတ်ပါပြီ မြန်မာပြည်စကား ကြည့်ပြောပေးပါဦးဗျာကျွန်တော် ရ ကြည့်ပြောလိုက်တော့ဘယ်လိုမှမသိ အေးပြောလို့တော့တိုင်းကြီးခါလိုက်တာဒိဗယ်ကြီးသူလည်းမရှုံးစားနေတော့နေတာကိုသွားနေတော့မင်း โอเคလိုက်ခမင်းလာစားလား ကျွန်မမင်္ဂလာပါကျွန်မဒီလာလားကျွန်မဒီမှာမစားနဲ့မကောင်းဘူးလင်းကျွန်တော်ပြဿနာတက်လာ ကောင်းပါတယ် FD ကိုသွားတယ်မှာ FD ကိုသွားတယ်မှာကျွန်တော် အိုးကောင်းပါတယ်ကျမဒီဆိုင်စားနေကြပါ မတန်ဘူးလုံးဝမတန်ဘူးဆရာမဟိုညဒါငါ့ကိုသွားဆိုင်ပေးတယ်ဆရာမသွားဆိုင်အောင်မဆရာမမင်္ဂလာပါ သွားဆုံးလို့ဟိုတနေ့စိုက်ပေးလိုက်တဲ့ရွှေသွားအဆင်ပြေရလား ပြည့်နေဆရာမအရန်လာတာပဲသဘောတွေကြားတယ်မလေး ဟင်ဘာအေးဟုတ်ကဲ့ အိုးကိုခလိုက်ရဲ့ရှင်ပဲကြွားကျင်လို့လေသွားအကောင့်နှုတ်ခိုင်းမှာရွှေသွားတက်ခိုင်းတာရွှေရောထူထူလေးလုပ်ပေးလိုက်တယ်လေကျမ ဒုက္ခပါဗျာတော်လေညီလေးဟိုအခုသွားဖြစ်နေမယ်ဗျာတော့ပြန်တော့မယ် ခင်ဗျာကောတာဘလို့တော့တော့ဘူးလေဘုံရောမတောင်းရဘူးခင်ဗျာ ကြည့်တယ် ဟာလက်ဆက်တော့ဒီသွားခင်ဗျားသွားအောင်ဟမ်ခင်ဗျာကိုသွားမှမသိသူများသွားမှမသိကျုပ်ဆိုင်ကိုပြဿနာလာရှာတယ်ဟမ်ဘယ်ကျုပ်ဆိုင်ဘာနဲ့တိုင်ပါ FD ဘလူသားနဲ့ထုံးမယ်မြေလံပြစ်မယ်တော်တော်ပြဿနာရှာတယ်သွားဟမ်ချီသွားဖီတိုင်းအဲ့ဒါပြဿနာရှာတယ်သွားထိုက်ရှိနေပြဿနာထိုက်တဲ့နေသွားကွာဟမ် ရွှေသွားလေးသွားပါပြီကွာ